တောင်တူမလေးအပိုင်းတက်မိုးရောက်လဲပြီပဲငါထားလိုက်ပါဦးမယ်ငါရဲ့နွားလေးလည်းမုတ်တွေပါစားမြက်တွေပါစားနေပြီဒီရင်လေးဝယ်နိုင်ငါတော်တော်ကြီးကိုကြိုးစားလိုက်ရတယ်ခွကြလည်းဝယ်နိုင်သွားလည်းလှပနေရောပဲโอเคအဲ့ဆိုရင်ငါမျက်နှာတက်တော့တိုက်လိုက်ပါဦးမယ်နာတက်တော့တိုက်လိုက်ပါဦးမယ်ပြီးကြရင်ငါတော့အပြန်ငါရလေကင်းနဲ့မှငါလုံးအောင်ပါဆိုတော့အားရှိအောင်စားထားမှရမှာအနည်းဆုံးရေမှုချိုးလိုက်ပါဦးမယ်โอเคရေမှုလေးချိုးပြီးပြီဆိုတော့အခါနဲ့ပြန်ဝင်ပြီးစားရပါလေလဲလိုက်ဝစားလေးပါလဲလိုက်ပါဦးမယ်โอเคငါဝစားပါလဲလိုက်ပါဦးโอเคငါဝစားလဲပြီးပြီဆိုတော့လေကွင်းနဲ့သွားလိုက်ပါဦးမယ်လောက်ကိုတေချာလုံးမရမယ်အဲ့ဒါမှငါပတ်စံနေရပြီပတ်စံနေစိုးဒီလေခွင်းနဲ့မှလည်းငါတယောက်တည်းစော့ပါလေတယောက်မှမရှိပြင်းစရာရကြဘာလို့မှမလဲမသိဒီလေတနေ့တိုင်းမိုးလေးမိထားလိုက်ဒီလေခွင်းလောက်တွေလုံးလိုက်နေကြီးတိုင်းပြန်လာပြီးရေမိုးချိုးပြီးတော့ဖုန်းတွေပါကြည့်လိုက်ပြီးရင်အိတ်လိုက်ချွေရပြင်းစရာဒါပေမဲ့ဒီတရိတ်ဆန်လေးတွေငါ့ကိုဖော်လုပ်ပေးနေလို့ဒါစိတ်ကလေးတွေချစ်စရာလေးတွေလာပါအောင်ကွဒါတို့အချိန်မခံပါဘူးလေကြက်တွေအဝတ်တွေငေါ့ဝတ်တွေကြုံကြည့်တွေပဲဒီတော့ငါလောက်အောင်မနွားတို့တော့ညှင်ရမှာနွားတို့တော့ညှင်လိုက်ပါအောင်မယ်နွားတို့ငါပုံးယူလိုက်ပါအောင်မယ်ငါလည်းကျွန်တော်နွားတို့ညှင်ဖို့ဘုံလေးယူပြီးပါဆိုတော့လိုက်ပါအောင်မယ်ဒါကညီမလေးတော်တော်နှုတ်တော်များနေပြီပဲငါနှုတ်လေးပါလေညှိလိုက်ပါအောင်မယ်တကောင်လုံးညှိပြီးပါညှိလဲနှုတ်လေးညှိပြီးပါဆိုငါဒီဘောအိမ်နားမှာဟိုနားလေးမှာထားလိုက်အောင်ငါအိမ်ယူသွားလို့မရဘူးကျူရင်ကအလုပ်ရှင်နဲ့တိအလုပ်ထုတ်မှတေးကြတယ်ဟိုမှာလည်းဖះเจ้าတော့ရှိရပဲဒါပေမဲ့ဖះเจ้าရမဖွင့်တော့ဘူးငါတို့ရှိလည်းတယောက်မှမလာကြဘူးပြင်းစရာရကြဆိုတော့ငါလည်းပြီးပြီဆိုတော့လိုက်ပြောင်းမယ်ခုနလေးမတော့ထိုင်လာအောင်ပြင်းစရာကြီးငါလည်းတယောက်မှမလာကြပြင်းစရာကြီးငါမှလည်းငါကြမ်းမရှိငါကိုင်းနေရရဖြစ်ထားတယ်ဒါပေမဲ့လည်းပြင်းနေခေါ်မှာပဲလေသူ့ပဲငါခေါ်လိုက်တော့မယ်ဖုန်းခေါ်ပြီးတော့ငါအိမ်လိုကြည့်ရချစ်စရာလေးပါလားငါအိမ်ရွေးလိုက်တာတော့မှန်သွားပြီဆောက်လိုက်ငါသူ့ကိုဖုန်းခေါ်လိုက်အောင်ခေါ်လိုက်ပါအောင်ဟယ်လိုကိုကြီးအေးတမီးညီမလေးအိမ်လာပါညီမလေးပြင်းနေလို့အေးအဲ့ဆိုကိုကြီးလာခဲ့မယ်နော်ဟုတ်ဒါပဲနော်အေးငါညီမလေးကခေါ်ဆောင်လာတော့လိုက်ပါအောင်မယ်သူကလည်းတော့ထဲမှာမလုံးနေဆိုဟိုဆိုင်ပါလေလိုက်လိုက်ပါငါစားပါလေလိုက်ဒါလေးလည်းတော့ရမယ်ဘယ်ညရောက်လာပြီဆာကူရာဖမ်ဟိုဘက်ပေါက်ကဝင်ရမှာလားမသိခုံမျိုးဝင်ကြလို့ရိုက်တယ်မလေးပတ်မလေးနေလေးဆိုအော်မညမလေးထိုင်နေရပဲကိုကြီးဟိုဘက်ကဝင်ပဲဗောဒီဘက်ကဝင်ခုံမျိုးဝင်လာလေတမီးလို့ရှင်သိတော့ပြောတော့မှထားလိုက်ပါချန်နဲ့ကပြင်းလို့ခေါ်လိုက်တာနေ့ချန်တဲ့ဟာငါ့ကိုလိုက်ပြပါဟိုမလေးတမီးရေလိုက်ကြည့်ခဲ့ပါအေးတော့မလားချက်ဝဲရင်ကြည့်လိုက်တော့မလေးတော်မလားနဲ့အေးရဒီမိုးဖြစ်နေပြီနော်ဟုတ်တယ်လေစောက်ထားတာလာငါလည်းအခုချိန်ဒီမစောက်ရသေးသမီးဒါကြသမီးရဲ့ဝက်ကလေးတွေတော်ဝက်ကဲနေပါပဲဒါဝက်ပေါက်လေးပဲရှိတယ်ဟလာမချက်ကလေးတွေနွားတွေရောများကြီးပဲစိတ်တွေရောဒါ
ဒါနွားတင်းနေနွားစာစင်းနဲ့တင်းနေဟိုမလေးဟဲ့နေဒါနဲ့လည်းပါကိုင်လားဖုန်းကြီးဒီဖုန်းနံပါတ်ကိုင်လာပြီးတော့ဒီပါလေနွားတယ်မိုးလေးတော့တမီးနွားလို့ညစ်တာအဲ့တောင်းလားတောက်တော့ပါအောင်နင့်နွားတယ်လေရိုးတယ်ဝက်တွေပဲဟွာဘာဆိုင်လို့သူတို့ကျွေးတယ်လေသူတို့ကမဆောင်ဝိတ်လျှော်နေတာတဲ့နွားဝိတ်လျှော်တာရှိတာအသေးလေးသူတို့လျှော်ဟိုဘက်ချမ်းမလေးလိုက်ပြမယ်နော်တမလားဟိုဘက်ချမ်းမဝက်တေးညာကြီးပဲခဲလို့မမိနေတာသမီးစားဝိုက်လားစားတယ်သမီးပြန်နဲ့စားကြည့်မယ်နော်လာအေးဖေးတစားမယ်လာလာဟင်းငါလေးအကုန်မှားလို့ရတယ်ထိုင်လေအေးတားကင်လေးပဲစားလိုက်တော့ပါမိုက်တာတားကင်လေးကြိုက်တာမှာပါအေးပါဘာဆိုင်ကောင်းမလဲတိုက်ပဲဆိုင်တော့ကင်မဲမလားဆောက်တော်ကောင်းနေနော်အေးဆောက်တော်ကောင်းနေနော်ကိုအေးလို့လို့ကောင်းလိုက်တာအဲ့နင်တို့ဘယ်ရလဲတားလားသမီးလေးမောင်းလေးတော့မမျိုးကိုကနေမှထားတာဒီနေ့ကသမီးအိမ်မှာအိမ်မလားအေးအိမ်မလေးပြီးရအကုန်လုံးရှိရရေချိုးကန်နဲ့ကုန်ရှိရရေကုတ်ကန်တော့ရှိမလေးပြီးဟိုရှိရဘယ်ရလဲဟိုရှိရလားအဲ့ဒါကျောင်းတော့ဘုရားကျောင်းတော့လေကိုတော့ပိတ်လိုက်ပါပြီဟလာနောက်ပြီးဆိုတော့မယ်လေးကိုအေးတော့မလားโอเคမလေးအစ်စ်ဆောက်တော့တော်ရုံဖုန်းနေဒီမနေ့ကျဆုံးနေရပဲသမီးအိမ်လေလာကြည့်လားပြီးအောင်ပဲလားအောင်တည်းတော့မတွေ့မနေ့တော့သမီးခူးလိုက်တာဘလို့ခူးတုံးနဲ့ထိုးဟောလောဆိုရင်သမီးရေမိုးချိုးလိုက်ပါအောင်မနေ့လောက်တွေကုန်ပြလိုက်လားပြီးသေးဘူးလေညနေမှဆက်လို့ဒီမလေးရေကူကဆိုအဲ့ဒါမြောင်းမပြီးရမြောင်းရေကူကရှင်းပြမယ်ညစင်းပြရေကူက6လောက်စေးလောက်လာပဲရှိဟုတ်တယ်6စေးရတယ်6စေးငါ့ဘူးရေကူရမှာတော့ကိုရတွေးပြီးကူပေါ့လာသမီးအိမ်လိုက်ပြဒါအေကန်လေးကျဲသားပဲဟိုမှာကြတော့ဒါကြတော့မှန်ပေါင်လေးတွေဟိုမှာလည်းမှန်ပေါင်လေးတွေကြ TV ဒီပဲကြီးပဲဒါထမင်းစားကန်မီးဘူးကြောင်မော့ဒီမှာရေချိုးကန်အိမ်နာကျဲနေနော်ရေချိုးကန်အိမ်နာတိတ်လေးပဲဆောက်တာကျဲနေနေအောင်အများကြီးဆောက်ချင်အကြီးကသမီးကျဆုံးရသမီးရဲ့အိတ်ခမ်းဒီမလေးနှစ်ကလေးလည်းမရှိဘာလို့ကလေးဆိုင်ပါဟုတ်လေရှေးရေးအတွက်ဒီဒါသမီးကတဲ့ဒါသမီးဗီဒီယိုဒါသမီးကျဆုံးနေရဝယ်နာလေးထိုင်ကုန်လေးနဲ့မိုးလေးပြီးဆိုရင်အဲ့ရလေးကနိုးပြီးဆိုရင်ဒီမှာရှူခင်းလေးတွေကြည်ရှယ်ပဲအေးကိုကြီးမထိုင်လို့ရတယ်မထိုင်တော့မှာကိုကြီးခီးပန်းတော့ခဏလောက်အိတ်ကိုအိတ်နေပြီးအဆင်မအဲ့လေညဘူးဆိုပြီးနောက်မှလဲလဲလောင်နော်ငါစားလေးစားလိုက်ပါအောင်မယ်ဒီပါငါအခုမှမှတ်ရငါကနေတယောက်ဝိကနေသူငါဒီနေ့ညဘလို့အဲ့ရတူအမိုက်ခဏငါလည်းဝစားရပါလေလိုက်ပါငါလည်းဝစားလဲလို့မရသေးဘူးငါအိတ်လို့မရသေးဘူးဒီမှာလုံးစားရှက်လို့အခုမှညနေလောက်ပဲရှိအခုမှညနေပဲရှိနေခင်းမရှိသေးသူကတော့အိတ်ပူကြီးငါသိတာလောလေးပိုင်ဆင်းလို့လည်းပေါအောင်မယ်လောလေးပါဆင်းလို့လိုက်လာညစီအိုင်သူ့ခေါ်လိုက်လေငါပတ်စံပူကုနာပဲရှိဘာမှလည်းမထူးကြပါလိုက်တာကောင်းကင်ရကြီးချက်လေးလည်းငါရောင်းမယ်ဆိုမရောင်းရတယ်ချစ်စရာလေးတွေငါချစ်ဆုံးလေးကစိတ်ကလေးဖြူဖွေးနေပဲချစ်စရာ
ချစ်စရာလေးတွေတော်လိုက်ပါစိတ်ကလေးတွေစော့ထိုင်လိုက်ပါဦးမယ်ဖုန်းလေးပါလေးသုံးလောက်ငါထားလိုက်ငါညနေတော့ငါညတော့ရောက်နေဆိုငါအဲ့ရတော့မနောက်ကြနေအခုလိုမျိုးကညစာကျွေးရမရညကြမထတာစားနေငါဘက်ကနေကွဲကုန်ကိုကြီးထားတော့ဘာတော့ဟဲ့ညရောက်နေပြီအေးညစားပြီးတော့အကြကိုကြီးဒီနေ့တော့အပြည့်မှာအိတ်အောက်မှာအိတ်သမီးကဒီမှာအိတ်ဖို့ပြီးရဘယ်တော့မှတိတာအေးဘေးသမီးဥစားငါလည်းဥစားလေးဥစားငါစားတော့ပြင်ပေးလိုက်ဟိုညစားတော့ပြင်ပေးလိုက်ညစားလေးတော့ပြင်ပေးလိုက်အောင်မယ်ဟင်းကြော်လိုက်ပါမယ်သွားပါသူရင်းကကြောက်ကြော်တော့ကောမကြော်တက်တယ်လို့ဟင်းတွေပါချက်ပေါ်လေးတွေကြည့်ပြီးတဖြည်းဖြည်းနဲ့ငါ့မှာလည်းတော့ကြီးလိုက်ဆိုဟုတ်ပါဒီပါကြောနာမလေးဟိုဟိုက်ဆောင်နေပြီးတော့ပြီးငါရှိမှ TV ကြီးနဲ့ဆောင်ပြီးညဒီမှာအိတ်လို့ရလားငါအဲ့ဒါအော်သူကငါအဲ့ဒါဒီမှာအိတ်ခိုင်းတာဟုတ်ဟုတ်တယ်ငါထိုင်လိုက်ပါမယ်ကိုကြီးထမင်းရပြီဟဲ့အော်အေးထမင်းရဆိုတော့လိုက်ပါလာကိုကြီးထိုင်အေးလာအမနော်အေးသွားလာမူးချုံနေဆိုပြင်မစားလို့မရဘူးမူးလေးပါစားလိုက်ပါခင်ဗျားလည်းကြော်ပြီးဆိုတော့လိုက်ပါမယ်ငါညကရှော့ရဆိုတော့ချနေဆိုညစမစားတော့ကိုယ်သမီးညစမစားတော့ငါဝချနေဆိုအေးအဲ့ဒါတော့လာအေးငါတော့အဲ့လိုက်ပါမယ်ခရီငါစားတော့ပြီးဆိုအဲ့လိုက်ပါမယ်လောက်မယ်တော့တိုင်းလာပါဦးမရှိဘိုင်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော်